အဲ့တော့ဘဝဟာဘယ်လိုပဲပြုပြင်ပြီးတော့ဘယ်လိုပဲစောက်ရှောက်ပြီးတော့နေဘယ်လိုပဲတခဏငြိမ်းချမ်းအောင်ပဲနေမိမိတို့ရဲ့ဘဝနေနည်းဟာမမြဲဘူးအမြဲတမ်းချမ်းသာတဲ့နေနည်းမဟုတ်ဘူးအဲ့တော့တရားဓမ္မတွေတရားလာအထုတ်ပါလို့ဆိုတော့တင်းကကြမ်းနေမလုံမပြင်းရဘဲနဲ့ကြမ်းနေပြင်းထန်နေအဲ့လိုပြင်းထန်နေဆိုတော့ဦးဇင်းတို့ကတက်ထမင်းကျွေးပြီးတော့ရက်ဆက်နေတာလည်းမဟုတ်ဘူးယောဂီတို့ရဲ့စိတ်အတွင်းမှာကိန်းနေတဲ့ဒီမခံခြင်းတဲ့ဒေါသတက်တာရာကိုပြုပြင်လို့တဲ့လောဘအဲ့ဒီလောဘဒေါသဒုက္ခဝေဒနာတက်လာတော့ဘယ်လိုချမ်းသာပါမလဲလို့အားထုတ်တာကအဘိဇ္ဇာအဲ့ဒီဒုက္ခအရင်ကိုမခံစားခြင်းတော့တနှုံနှုံခံစားနေတဲ့ဒေါမနတအဲ့ဒီအဘိဇ္ဇာဒေါမနတကိုခွာရတယ်မြတ်စွာဘုရားရှင်ကအဘိဇ္ဇာဒေါမနတဝိနည်းတဲ့ရှင်းသားချစ်သမီးတို့တရားကျင့်မဲ့စိတ်မှာအဘိဇ္ဇာဒေါမနတကိုခွာပြီးတော့မှကာယိစကာယ ानु ပဒနာကိုကျင့်ပါမြတ်စွာဘုရားကတော့ဤကဲ့သို့ခိုင်းပါတယ်အခုနေ့ခါမှာတော့မြတ်စွာဘုရားဟောတဲ့တရားတော်တွေကဘေးချကုန်ပါပြီလောကီအာယုံကာမဂုဏ်တွေရှေ့တန်းတင်တော့မြတ်စွာဘုရားဘာဟောမှမသိတော့ဘူးမြတ်စွာဘုရားရဲ့ဟောထားတဲ့မဟာသီရိပဏသုံးမှာရှင်းသားချစ်သမီးတို့ကိုရောစိတ်ကောငြိမ်းချမ်းဖို့သောကပရိဒီဝဝီတွေငြိမ်းဖို့အရိယာမတ်ကိုရောက်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ဖို့အတွက်ငါဘုရားပေးမယ်ကိုရောစိတ်ကောငြိမ်းချမ်းဖို့ယောဂီတို့အခုစီဝါရှာနေကိုရောစိတ်ကောငြိမ်းချမ်းဖို့မဟုတ်ဘူးလားပတ်စံမရှိငြိမ်းချမ်းပါမလားဒါဖြင့်အဲ့ဒီငြိမ်းချမ်းမှုဒီတခဏငြိမ်းချမ်းမှုပဲဖြစ်ပါလေတဲ့သိတဲ့အခါကျတော့တခဏငြိမ်းချမ်းမှုနဲ့ကုစားလို့ရသေးလားမရတော့ရုပ်ကောကိုယ်ရောစိတ်ကောပင်ပန်းပြီးတော့တောကပရိဒီဝါမိတောက်မလာဘူးလားအေးမြတ်စွာဘုရားရှင်ကကိုကြီးပင်ပန်းခြင်းစိတ်ပင်ပန်းခြင်းမှငြိမ်းဖို့တောကပရိဒီဝါမိတွေချုပ်ဖို့အရိယာမတ်ကိုရောက်ဖို့နိဗ္ဗာန်ဆိုတဲ့ငြိမ်းချမ်းတဲ့ဓာတ်ကြီးရဖို့အတွက်ငါဘုရားပေးမယ်အဲ့လိုပေးမယ်ဆိုပြီးပေးထားတဲ့ခေါင်းစဉ်တက်ပြီးတော့ကြီးညာထားတဲ့ဘုရားပေးထားတဲ့နီးကအဲ့ဒီငြိမ်းချမ်းတဲ့ဓာတ်ကြီးကျင့်ဖို့အတွက်မကျင့်မီရှေ့ဖို့၌ယောဂီတို့ရဲ့စိတ်မှာရှိတဲ့အဘိဇ္ဇာဒေါမနတကိုခွာတာပါအောင်တဲ့တတိတံပဇာနောအာတာပိဝရိယဓမ္မတွေအာတာပိဝရိယဆိုတာသိလားနော်မသိမှန်းသိလို့မရပါနော်တရားကျင့်တော့မယ်ဆိုခန္ဓာနဲ့အသက်မငဲ့ကွက်ပဲနဲ့အရေးပဲဆုပ်ဆုပ်အသားပဲပဲအယူပဲကြိုးကျင့်ပါတဲ့အဲ့လိုကျင့်ရမယ်အဘိဇ္ဇာဒေါမနတခွာရမယ်တတိရှိရမယ်ဆင်ញင်ုံတရားရှိရမယ်အဲ့ဒီ၄မျိုးနဲ့ပြည့်စုံပြီးမှကာယိစကာယ ानु ပဒနာတရားထုတ်ရမယ်အဲ့တော့မြတ်စွာဘုရားတတ္တတရားရှိတဲ့အချိန်မှာဂေါတိကမထေတရားအားထုတ်တာတမာပ၈ပါးနဲ့နေပြီးတော့လောကီနဲ့ကျင့်နေတယ်ဝိပဿနာကိုအာမထုတ်ဘူးနောက်မှနဲ့နေရနောက်ဆုံးအသေးအံလဲဖြာရောသူတမာဘတ်ကိုသူဝင်စားတာတမာဘတ်ကိုမရောက်ဘဲနဲ့ရှောကြတာ6ကြိမ်တိုင်းနေငါဒီတိုင်းသာသိရရင်တော့ပုထုဇဉ်ဘဝနဲ့သိရရင်တော့ဂတိမမြဲဘူးတဲ့တရားဓမ္မတွေဂေါတိကမထေဘာကိုကြောက်တာလဲဂတိမမြဲဘူးဆိုတာဗါတယ်သိပြီးရင်ဘယ်ဘဝရောက်လို့ရောက်မှမသိတာကိုပြောတာဟုတ်ပြီလားတို့ဒီရတရားဓမ္မတွေရောငါတို့သိရင်ဘယ်ဂတိနဲ့သိမယ်ကောင်းတဲ့ဂတိနဲ့သိမယ်လို့အပိုင်ဆုံးပြနိုင်ရလားဆုံးပြနိုင်ဟုတ်ပြီနော်အဲ့တော့နော်အဲ့ဒါကြောင့်မလို့ဘဝဟာမမြဲဘူးမခိုင်ဘူးဘယ်တော့မှမမှန်ဘူးအဲ့ဒီတော့ကြောင့်ဘဝကိုမဖြစ်ချင်ဘူးအခုဒီရပိဋကကြီးကဒီဘဝဒီရတာကိုဒီဘဝဒီဟာနဲ့ပဲနှိမ့်မြုပ်ပြီးတော့မေ့နေတယ်နောင်အနာဂတ်အတွက်မပြင်ဆင်ကြဘူးနောင်သွားမဲ့ဘဝအတွက်ငါအခုတရားနာတဲ့ပိဋကကြီးအပေလေးပါလွတ်ပြီလို့အာမခံနိုင်လားအဲ့ဒါပဲတထေးကြီးမဖြစ်နေပါစေအာနာရှိကြီးမဖြစ်နေပါစေအသေးတတ်ဖို့ရဲ့သေပြီးငရဲအပေလေးပါလွတ်ဖို့ရဲ့အဲ့ဒါအရေးကြီးဆုံးပဲနော်အဲ့ဒါကြောင့်မလို့တရားဓမ္မတွေနောင်အနာဂတ်တဲ့သွားဖို့အတွက်မိမိဘာပြင်ဆင်နေပြီလဲသေအောင်တတ်တဲ့တပ်ပွဲနောက်ဆုံးချိန်နောက်ဆုံးနေရာမှာပြင်းထန်တဲ့ဒုက္ခဝေဒနာအတွက်လွန်မြောက်ဖို့အတွက်ငါဘာရင်းနှီးပြီးပြီလဲမိမိရဲ့ဘဝဘလောက်ခိုင်မာပြီလဲငါရဲ့လူဆိုတာအမြဲမလူဘူးဘဝအဆုံးသတ်တဲ့အခါမှာနောက်နှစ်90မကြာဘူး
အဲ့ဒါပတ်ဝန်းကျင်မှာပဲဒုဘဝအဆုံးသတ်မယ်ဘယ်လိုအဆုံးသတ်မှာလဲဒီဘဝအဆုံးသတ်ပြီးဘယ်ဘဝကိုသွားမှာလဲဘယ်လိုပုံစံမျိုးနဲ့သွားမှာလဲဆိုတာကိုမသေးကြပဲနဲ့နေခြင်းသည်မိမိတို့အတွက်ဆုံးရှုံးခြင်းပဲဒါဦးဇင်းကသတိပေးလိမ့်မယ်ဦးဇင်းပြောတဲ့စကားတွေကယောဂီတို့သိတယ်တရင်ကပါသွားပါလိမ့်မယ်အဲ့တော့ဦးဇင်းတို့ဒီမှာတရားကျင့်နေဆိုတော့အစာကြည့်ပြီးတရားပြီးပြီးတက်တက်ခေါ်ညင်းစေတာမဟုတ်မိမိတို့ရဲ့စိတ်ထဲမှာကိန်းနေတဲ့လောဘဒေါသသိရင်မှွေနှောက်မဲ့ဓမ္မနဲ့ထိုးသလိုမှွေမဲ့လောဘဒေါသကိလေသာတရားကိုမသိခင်ဖော်ထုတ်ပြီးမဲ့နဲ့တတ်တာကိုယ်ဝင်မမွေးနိုင်တဲ့ပုဂ္ဂိုလ်ဈေးုံသွားတဲ့တော့ဘိုက်ခွဲတဲ့လူနာကနာတယ်ဆိုပြီးអော်သလားဘိုက်ခွဲတဲ့လူနာလေကလေးမွေးမဲ့ဆိုတော့ဒကမဘိုက်ကိုဓာတ်နဲ့ခွဲတာနာတယ်ဆိုပြီးអော်သလားဘာဖြစ်လို့လဲရုပ်မှာဆင်းရဲတာရှိသလားဘယ်မှာဆင်းရဲတာလဲဟုတ်လားစိတ်မှာဆင်းရဲတာကိုမသိဘဲနဲ့အောက်ကကြာထိုင်ညောင်းတာနာတာပဲထက်တွက်တော့ရုပ်ကြီးပဲထက်တွက်မနေဘူးလားရုပ်မှာဆင်းရဲချမ်းသာရှိသလားကောင်းဆိုးတော့ရှိတယ်တဲ့ဆင်းရဲချမ်းသာမရှိဘူးဆင်းရဲတဲ့ချမ်းသာတယ်ဆိုတာစိတ်မှာတောက်တဲ့မီးကိုစိတ်မှာတတ်ဖို့အတွက်အဲ့ဒီမီးကိုဖော်ထုတ်တာသူနဲ့ရှင်ပဲဝေဒနာနဲ့ဖော်ထုတ်ပြီးတော့မှတတ်လို့ရတယ်ဒုက္ခဝေဒနာနဲ့ရှင်တဲ့ဒေါသကိုဒုက္ခဝေဒနာပြပြီးတော့ခေါ်ရတယ်ဒုက္ခဝေဒနာနဲ့ရှင်နေတဲ့ကိလေသာတတ်ခြင်းဒုက္ခအာယုံကိုပြခေါ်ရတယ်အဲ့ဒီလိုပြပြီးတော့ငါလိုခြင်းငစားချကြွေးပြီးတော့ငါ့ကိုများခေါ်ရတယ်အဲ့လိုများခေါ်ပြီးတော့ငစားနဲ့များခေါ်ပြီးဖမ်းလိုက်တဲ့အခါမှာငါမိသလိုမိမိတို့ရဲ့စိတ်ထဲမှာကိန်းနေတဲ့ကိလေသာကိုဒုက္ခအာယုံနဲ့ဆက်ဆက်တဲ့ဒေါသလောဘကိုဒုက္ခအာယုံနဲ့ပြပြီးတော့ဖော်ထုတ်ပြီးတော့အစင်းလိုက်မက်တဲ့တတ်တဲ့ခါကျတော့နောက်ဆုံးကျင့်စဉ်တွေကြတော့ကိုယ်သာနာပြီးတော့စိတ်မနာတော့ဘူးအဲ့တော့ကိုယ်သာနာပြီးတော့စိတ်မနာတော့ဘူးဆိုတော့အရင်တော့နာနေတဲ့စိတ်တွေမရှိတော့လို့ဖြစ်ဖြစ်ဆုံးလို့မနာတော့တာပေါ့အဲ့တော့မုဂုတ်ဆရာတော်ကြီးဟောတော့ကိုနာပြီးတော့ပါတယ်လေစိတ်မနာဘူးအဲ့တော့အရိယသူတော်ကောင်းကြီးကိုတော့နာတယ်စိတ်နာသေးလားအရင်တော့ကိုနာပြီးစိတ်နာတယ်အခုတော့ကိုနာပြီးစိတ်မနာဘူးဆိုတာနာတဲ့စိတ်လောဘဒေါသစိတ်မခံနိုင်မှုဆင်းရဲတဲ့ယုံမဲ့ကံမဲ့ပြင်မဲ့မမဲ့ရွှေမဲ့ဆိုတဲ့အဲ့ဒီကိလေသာစိတ်ကိုတော့မဲ့နဲ့အပြီးပယ်တတ်သွားတယ်အခုလဲဦးဇင်းတို့ဒီတရားစခန်းမှာမသေးခင်တည်းကသေရင်နားတဲ့ထုံတဲ့ကျင်းတဲ့ကြိုက်တဲ့အမလီကဲကြပါအောင်ဆိုတဲ့တောကမိဒေါသမီနဲ့ရှင်တဲ့စိတ်တွေကိုမသေးခင်တည်းကဦးဇင်းတို့ကဖြစ်ပြဆုံးအောင်ပြပါတယ်ဖြစ်ပြဆုံးသွားတော့လူသေးသလားကိလေသာသေးသွားတာလားအေးအဲ့တော့ကိလေသာသေးပြီးဒီမနေ့ပြန်သွားကြပြီလူ400ကျော်လူက414ဦး414ဦးဝမ်းပန်းတသာနဲ့ဝမ်းမြောက်ပြီးတော့ပီတိတွေဖြည့်ပြီးတော့ပြန်သွားတယ်ကိုနာပြီးစိတ်မနာတော့ဘူးလူဖြစ်ရကျိုးနှက်သွားပြီအဲ့တော့တရားဓမ္မတွေရွှေဘုံရွှေနန်းရွှေကြံကန်းနဲ့စံမြန်းနေရပါတော့လဲပဲစိတ်ထဲမှာရှိတဲ့ဒုက္ခအာယုံနဲ့တွေ့ထိလာရင်တိမခံခြင်းနဲ့ဒေါသတက်တာတဲ့အာယုံကိုလိုချင်တဲ့လောဘဆိုတဲ့အဘိဇ္ဇာအဲ့ဒီ2မျိုးရှိနေလို့ရတော့အလကားပါပဲတဲ့ငါရဲ့ဘဝနေနည်းကအလကားနေနည်းလို့တာတွက်လိုက်ပါမိမိတို့ရဲ့ချမ်းသာတဲ့စည်ရတဲ့ဝမ်းသာတဲ့ဆိုတာနေတိုင်းရှိရလားနောက်ဆုံးအချိန်နောက်ဆုံးခါနောက်ဆုံးနေရာကြတော့မိမိတစ်သက်လုံးစားခဲ့တဲ့အရာသာတွေပေါ်သေးလားတစ်သက်လုံးမြင်ခဲ့ကြားခဲ့နားခဲ့တွေ့ခဲ့ထိခဲ့တဲ့ကာမဂုဏ်ခံစားခဲ့တဲ့အရာသာတွေရှိသေးလားအားလုံးပါပြီလေပျောက်ကုန်တယ်နှစ်သာရမရှိပျောက်သွားတော့ဒါပေမဲ့မဖိတ်ခေါ်ဘဲနဲ့ရနေတဲ့သေအောင်တတ်နေတဲ့ယောဂါတွေနဲ့နှိမ့်ဆက်နေတဲ့ဒုက္ခကြီးကတော့အလိုလိုရမလားဘူးလားတစ်သက်လုံးနေခဲ့သမျှစားခဲ့သမျှရှာခဲ့သမျှပျော်မွေ့ခဲ့သမျှခံစားတဲ့သမျှတွေသဲတဲ့ရေသုံးနှလိုပျောက်သွားပြီးတော့မိခဲကြီးဖဲ့ပြီးတော့နောက်ဆုံးဇတ်သိမ်းရပါလိမ့်မယ်မိမိတို့ရဲ့ဘဝသမိုင်းဟာသေဂာနိပုဂ္ဂိုလ်မှရှိသေးလားမရှိတော့ဟုတ်ပြီနော်အခုတရားနာတဲ့ပိဋကကြီးတိတတ်တဲ့အရွယ်နဲ့ယနေ့ချိန်ထိငယ်ရရနဲ့ယနေ့ချိန်ထိနေ့စဉ်တော့ပြောကြဆိုကြတွေ့ကြကြုံကြတာတွေမရှိခဲ့ဘူးလားအခုရှိသေးလားအခုလိုပဲသေဂာနိကြိုင်မရှိတော့အခုကတော့နောက်နေ့ရှိသေးတယ်နောက်နေ့ရှိသေးတယ်နဲ့နောက်နေ့ကိုလွှဲချနေတာသေမဲ့ပုဂ္ဂိုလ်ကြနောက်နေ့လွှဲချလို့ရသေးလားအဲ့ဒီအချိန်အဲ့ဒီခါအဲ့ဒီနေရာမှာသူ့ရဲ့တစ်သက်လုံးရေးခဲ့တဲ့ဘ
ဘဝတစ်ခုရဲ့တမိုင်းကောင်းဆိုးနှစ်တန်ဘာမှမရှိတော့ဘူးလက်ထဲမှာလည်းဘာမှမရှိတော့ဘူးခန္ဓာကိုယ်နားထဲမှာလည်းအတန်တုံးအတန်ငယ်ရတာကြီးလည်းမရှိတော့ဘူးမျက်လုံးထဲမှာလည်းကြည့်လို့ကောင်းလိုက်တဲ့အမြင်ခဲကြီးမရှိတော့ဘူးနှာခေါင်းထဲမှာလည်းအနံခဲကြီးမရှိတော့ဘူးရှာထဲမှာလည်းအရသာခဲကြီးမရှိတော့ဘူးကိုယ်ထဲမှာလည်းအတွေ့ရတာခဲကြီးမရှိတော့ဘဲနဲ့စူးနဲ့ထိုးသလိုလွှနဲ့တိုက်သလိုဓာတ်နဲ့မွန်းသလိုအဲ့ဒီအရသာဒုံကြီးကတော့သေပြီးတော့အဲ့ဒါကြီးနဲ့ဖက်ပြီးတော့သေရတော့မှာအဲ့တော့တရားဓမ္မတွေဦးဇင်းသတိပေးလိုက်ပါတယ်ဦးဇင်းတို့မဲဆွဲပွဲမလုပ်ဘူးတရားဓမ္မကိုဦးဇင်းဘယ်တော့မှမစည်းရုံးဘူးကြီးညိုအောင်ကိုးကွယ်အောင်ဘယ်တော့မှမလုပ်ဘူးနော်ဦးဇင်းတို့တရားပြတယ်နှစ်စခန်းနောက်လာခြင်းလားမလာခြင်းနေပဲဘယ်ဖွဲ့ဘယ်ဟာဘာမှဦးဇင်းမဆက်ဆံဘူးသို့တော်လည်းပဲတနာတယ်ဘဝနေနီးအဓိပ္ပာယ်မဲ့ပြီးတော့မိမိစိတ်ထဲမှာကိန်းနေတဲ့အဘိဓါဒေါမနတတန်လန်ကြီးနဲ့သိရင်အော်သေးရမယ့်အဖြစ်မျိုးကိုမသေးစေချင်ပါဘူးအော်ပြီးသေရတဲ့ပုဂ္ဂိုလ်ကအော်ပြီးနေရတဲ့ဘဝရောက်သွားပါလေငြိမ်းချမ်းပြီးတော့သေတဲ့ပုဂ္ဂိုလ်ကငြိမ်းချမ်းပြီးနေရတဲ့ဘဝကိုရောက်ပါတယ်ဘလို့သေလဲပုဂ္ဂိုလ်လဲဆိုတော့သေတဲ့အခါမှာအော်ဟဲ့ညီးညူခြင်းမရှိအဲ့လိုငြိမ်သက်ပြီးတော့သေတဲ့ပုဂ္ဂိုလ်သေပြီးတဲ့အခါကျတော့ဘယ်လောက်ပဲဘယ်နည်းရပဲထားတာပုတ်ခြင်းပွားခြင်းတောင်းခြင်းအယောင်ပြက်ခြင်းအနမ်းထွက်ခြင်းမရှိတဲ့ပုဂ္ဂိုလ်နေလှမ်းထားမပုတ်ဘူးရေခဲပုံနဲ့ထားမတောင်းဘူးအဲ့ဒီလိုစိတ်တန့်ရှင်းစိတ်ကမြင့်မြတ်တော့တန့်ရှင်းတဲ့ရုပ်မြင့်မြတ်တဲ့ရုပ်တွင်းကြံနေခဲ့တယ်စိတ်ပုတ်တော့သေလည်းသေပြီးတော့မကြခင်အနံ့ထွက်လာတော့တာကာဓမ္မတွေတစ်သက်လုံးအမွေးနန္တာတွေလိမ့်တော့သေတော့ဘာအနံ့ထွက်လဲအပုံနံ့ထွက်တယ်အမွေးနန္တာတွေစားပြီးတော့ယူတော့ဘာအနံ့ထွက်လဲသေတော့လေအပုံနံ့ကြီးထွက်ပြီဆိုရင်ငါတစ်သက်လုံးနေကြတာအလကားပဲမှတ်ထားနော်အဲ့တော့အပုံနံ့မထွက်အော်ဟိညီးညူခြင်းမရှိဘဲနဲ့သေတဲ့နီးလူချင်းရင်တော့လာယူပါကိုးွယ်ဖို့မပါဘူးဦးဇင်းဘယ်တကာမကိုမှဘယ်တကာကိုမှနော်မြော်ကုမို့တစ်ခုနဲ့ဘယ်တော့မှမဆက်ဆံဘူးဦးဇင်းတို့ရဲ့မြတ်တဲ့သီလသမာဓိပညာစေတနာကိုပတ်စံအောင်လူအောင်ပါဝါကုံအောင်ဘယ်တော့မှရောက်မခံဒါပြင်မေတ္တာတရားအကျဉ်းသာတရားနဲ့အဲ့တော့အပြည့်ရှိတယ်အဲ့တော့သေနိတတ်ခြင်းလာယူပါလို့ဒီလိုဆိုလိုတာနော်သေနိတတ်အခုလူရှင်တွေကသေနိတတ်သွားပြီသေနိတတ်သွားလို့သူတို့ဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်ပုထုဇဉ်ဓလေ့ဇယိုက်ကြီးတွေတန်လန်းကြီးနဲ့သေမယ်ဆိုရင်ဘဝကူမကောင်းဘူးပုထုဇဉ်ဓလေ့ဇယိုက်ကြီးကထင်ရလောက်တာအဲ့တော့တိရစ္ဆာန်တွေကထင်ရမလောက်ကြဘူးလားအေးထင်ရလောက်တဲ့စိတ်ကပုထုဇဉ်ဓလေ့ကြီးသာသနာနဲ့ကြုံမာလျက်နဲ့ဝိသကအာနာရပိန်လို့တို့တစ်ဖက်တစ်ဖို့သုလသောတာပန်အငယ်စားအဲ့ဒီအငယ်စားလောက်မှမိမိကိုမိမိအာမမခံနိုင်ဘဲနဲ့သေရမယ်ဆိုရင်လူဖြစ်ရကြိုးသာသနာနဲ့ကြုံရကြိုးနှပ်ပါတယ်ရှုပ်ဆုံးတယ်အဲ့တော့ယောဂီတို့အနေနဲ့တရားနုတာရိသောတာပန်ကတော့အခုနေရှိဖို့ခဲနေဓမ္မနုတာရိသောတာပန်ဆိုတဲ့ဓမ္မကိုအခြေခံပြီးတော့အပေတကားပိတ်ပြီးတော့သေနိတတ်ပြီးတော့ဘုံစင်စာတက်ချိန်တွေဆိုရင်တော့လာခဲ့ဟုတ်ပါမလားစာချုပ်ထားပြီနော်ဦးစင်းကဒါပေးနိုင်တာဒီကပြတဲ့ဤစနစ်တိုင်းစနစ်ကိုစီကံကိုလိုက်နာပြီးတော့ကျင့်ကြံအားထုတ်မယ်ဆိုရင်သေနိတတ်သို့မဟုတ်ဘယ်လိုလာသေနိတတ်တယ်အမြတ်စားသေနိရဲ့အလတ်စားသေနိရဲ့နှမျိုးရှိဒီစခန်းကိုလာတဲ့ပုဂ္ဂိုလ်သည်သေရင်ငါဘယ်လိုသေရမယ်ဆိုတာကတော့အားလုံးရပြီးသားပါမိမိကိုယ်တိုင်မိမိသေရင်ငါဘယ်လိုသေရမယ်ဆိုတာကိုကိုယ်တိုင်နားလည်သွားပါတယ်အဲ့ဒါက